ကျွန်တော်တို့ဒီကာလကစစ်ကာလဖြစ်တယ်စစ်ကာလဆိုတော့ဒီခိုင်ဒေတာကိုစကားစကားရေချောင်းရောလေချောင်းရောကုန်းချောင်းရောအကုန်လုံးအဖက်ဖက်ကပိတ်ဆို့ထားတယ်အခုဆိုရင်တောက်လျှောက်ပိတ်ဆို့ထားတာ၄နှစ်ကျော်လာပြီဒီပိတ်ဆို့မှုတွေမစတင်ခင်၈နှစ်တည်းကလည်းခိုင်ဒေတာကိုအမျိုးမျိုးနဲ့ပိတ်ဆို့ထားခဲ့တယ်ကိုဗစ်ကာလမှာလည်းပိတ်ဆို့ထားတယ်ကိုဗစ်ကာလမတိုင်ခင်လည်းကျွန်တော်တို့တိုက်ပွဲတွေကြားမှာပြည်သူတွေတကယ်ဆင်းရဲဒုက္ခတွေနဲ့ကြုံခဲ့ရတယ်ဒီအချိန်မျိုးမှာပြည်သူတွေကအရင်ခက်ခဲတယ်မြန်မာနိုင်ငံရဲ့အခက်အခဲဆုံးပြည်သူတွေဆိုရင်ရခိုင်ဒေသလိုဖြစ်လိမ့်မယ်ကျွန်တော်တို့ကနိုင်ငံတကာမီဒီယာမှာလည်းပဲဒီတစ်ဖက်သက်ပုံဖော်ခံရတဲ့ဟာတွေများပါတယ်ရခိုင်ဒေသမှာနိုင်ငံတကာ narrative တွေအရာပေါ့လေဒီ Muslim community က genocide ခံရတဲ့တားကောင်တွေပါဆိုတဲ့ဟာကအရင်လွန်မိုးတယ်တကယ်ဘူးတီတောင်မောင်းတော့နေဆက်ဒေသမှာ genocide ခံရတာက non muslim တွေကများပါတယ်တကယ်ဒါအရှိတရားပဲ non muslim ဆိုတာ muslim မကိုယ်ရတဲ့ hindu ကိုပါဝင်ပေါ့ကွာchristian တွေလည်းရှိမယ်နော်ပြီးမှဒီ buddhist တွေရှိမယ်ကွာဘာသာဘာမှမရှိတဲ့လူမျိုးစုတွေပေါ့ तू က 0.4 လောက်ပဲရှိတယ်လေရာခိုင်နှုန်းက4ရာခိုင်နှုန်း 0.4 တော့မဟုတ်ဘူး4ရာခိုင်နှုန်းလောက်ပဲရှိတယ်အရင်တုန်းကတော့ 10% လောက်ရှိတယ်အခုကတဖြည်းဖြည်းလုံးပါပြီးမှမနေရတော့ဘူးထွက်ပြေးတော့တယ်တချို့ဆိုရင်လည်းအသက်ခံရတယ်ဥပမာဆိုရင်ဒီရက်ပိုင်းမှာဒီစစ်သွေးကြောတွေကိုဒီဘင်္ဂလားအာဏာပိုင်တွေကအစည်းအဝေးခေါ်တယ်လွန်ခဲ့တဲ့ရက်ပိုင်းကပြီးမှမင်းတို့ရှိတာနဲ့ဝင်ရမယ်ဆိုပြီးမှဖိအားပေးပြီးမှအတင်းတွန်းပြီးမှသွင်းတာမင်းညာကဆိုတိုက်ပွဲဖြစ်တယ်အခုလည်းဖြစ်နေတော့မယ်သူတို့အဖွဲ့တွေဝင်လာပြီဆိုတာနဲ့နေဆက်မှာတွေ့တဲ့လူတွေကိုသူတက်လိုက်ပြီအလောင်းတွေကိုသူကလူတွေကိုတက်လိုက်ပြီဆိုရင် AA uniform ဝတ်တယ်ဒါမှမဟုတ်ရင် equipment တွေပါတယ်ဝတ်ပြီးမှ AA နဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးမီဒီယာမှာတင်ပြီအဲ့ဒါဆိုသူအရက်သားတွေကိုသူတတ်ထားလိုက်ပြီဒါမျိုးတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်နိုင်ငံတကာညီလာခံမှာဥမာ ULA ထိန်းချုပ်ထားတဲ့အချိန်မှာရခိုင်ဒေသမှာမွတ်စလင်နဲ့ရခိုင်နဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတစ်ခုမှမရှိတော့ဘူးဆိုတဲ့ဟာကိုသူတို့ဘယ်တော့မှမပြောဘူးကျွန်တော်တို့ဟာဒီမွတ်စလင် community အတွက်အခြေခံအကျဆုံးဖြစ်တဲ့ကျမ်းမာရေးပညာရေးနော်စာဝတ်နေရေးတွေအတွက်ဘလို့မရှိတဲ့ကြားကဘယ်လိုမျိုးကူညီဆောင်ရွက်နေလဲဆိုတာကိုဘာမှလုံးဝ ignore disregard လုပ်ပြီးမှဒီစစ်မြေပြင်မှာခုနပြောတဲ့စစ်သွေးကြောနဲ့အကုန်ရောပြောင်းပြီးမှကျွန်တော်တို့ကစစ်ဆေးရတယ်ဒီကိစ္စအင်မတန်ခက်ခဲတယ်ဒီလိုမျိုးဆွဆွဲမှုတွေကိုကဘာရဲ့မီဒီယာတွေကိုထိန်းချုပ်ထားတဲ့အမေရိကန်လည်းမရှောင်နိုင်ဘူးတရုတ်နိုင်ငံလည်းမရှောင်နိုင်ပါဘူးတခြားပြည်နိုင်ငံမှလည်းမရှောင်နိုင်ဘူးကျွန်တော်တို့ဆိုရင်ပို့ပြီးမှထိတာပေါ့မြန်မာနိုင်ငံမှာဆိုရင်ဘယ်ကောင်းဆောင်ပဲတက်တဲ့စစ်အုပ်စုကအာဏာကိုကင်ပြီးမှနိုင်ငံကိုအုပ်ချုပ်ရင်လည်းစစ်အုပ်စုကိုအဲ့ဒီပုံမှန်နဲ့ညီလူးမှာပဲNLD ကခေါင်းဆောင်ကတက်လာရင်လည်း NLD ကိုလူးမှာပဲအဲ့ဒီပုံမှန်တွေတက်မှာပဲ NUG ကတကယ်လို့နိုင်ခဲ့တယ်ဆိုအောင်တော့တက်လာရင်လည်းသူလည်းဒါနဲ့ဆွဲချခံရမှာပဲဒါကြောင့်ကျွန်တော်တို့ဒါဆွဲချခံရတာတိတ်တော့မအံ့ဩဘူးဒါမဲ့အမှန်တရားကိုကျွန်တော်ယုံကြည်နဲ့ဆက်လက်ကင်တော့မယ်ဒီမွတ်စလင်နိုင်ငံသားတွေကိုတဆင့်ပြီးတဆင့်ပေါ့စောစောပြောတဲ့အခွင့်အရေးနဲ့တာဝန်မြန်မာနိုင်ငံပေါ်ဘယ်လောက်သစ္စာရှိမလဲအာရခဒေတာပေါ်မှာဘယ်လိုသစ္စာရှိမလဲငြိမ်းချမ်းမှုတဲ့ဘယ်လိုပူပေါင်းဆောင်ရွက်မလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကဒီဟာလုပ်ပြီးမှငါတို့တိဆောက်ရအောင်အပြောထက်လက်တွေ့လုပ်ရအောင်ဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့ကယုံကြည်မှုတိဆောက်